မြတ်စွာဘုရားလောင်းမွေးတဲ့အခါလဲကြာရောဘုရားလောင်းရဲ့လက္ခဏာတွေကြည့်ကြတယ်ပုံနာ၈ဦးကြည့်ပုံနာ9ဦးကမှန်လားဗျဒွေကွင်ကုလိလက်နှချောင်းထောင်အရှင်မင်းကြီးရဲ့သားတော်သည်အိမ်ယာတီထောင်လို့အောင်မနေလို့ရှိရင်စัจ java ရဲမင်းကြီးဖြစ်ပါမယ်ဗျာအကုန်လုံး9ယောက်လုံးဟောတယ်အငယ်ဆုံးကိုနှစ်ညာပုံနာလက်တစ်ချောင်းမထောင်အေကင်ကုလိပါဗျာတစ်ချောင်းနဲ့ထောင်အမှန်လည်းပြောတယ်အမှန်ပြောရင်တော်တယ်ထွက်တယ်ဆိုတော့အဲ့ဒီကလာတာဗျာတချောင်းထောင်ဟာမင်းကြီးမြဟိုနာက16နဲ့18နဲ့10ကျော်တည်းရှိတယ်ပုံနှပြိုလေးကအေကင်ကုလိထူးဆန်းမောင်းမင်းလျှောက်ဆန်းกว่าမှန်လားဗျာအရှင်မင်းကြီးရဲ့သားတော်တိတ်တတ်မင်းသားသည်သုံးလောကအထွတ်လူနာမြမဥခိုင်မဲ့သဲပင်ညုဖယားစစအေကံဖြစ်မှာမဗျာချာရဟာဘယင်မကြိုက်ဘူးလေဘာလို့ဆိုတော့စัจ java ယရနာရှိတယ်လက်ဝါးမှာစัจ java ရင်းမင်းဖြစ်မဲ့ပုဂ္ဂိုလ်ကစัจ java ယရနာကလက်ဖွားမှာပါတယ်မြင့်မြတ်တဲ့ဥစ္စာကမြတ်တဲ့နေမှာပါတယ်အခုမြင့်မြတ်တဲ့လက္ခဏာဘယ်မှာပါနေလဲရုပ်တဲ့နှိမ့်တဲ့နေမှာပါခြေဝါးမှာပါဒါဖယားကပါတယ်လေတိတ်တတ်မင်းသားဒီစัจ java ရင်းမင်းချောက်တက်နေမယ်ဘာလဲစัจ java ယရနာဘယ်မှာပါနေတာလဲခြေဘွားမှာပါနေဆက်လက္ခဏာလက်ဘွားမှာပါရင်စัจ java ရင်းမင်းဖြစ်မယ်အခုခြေဘွားမှာပါတာဖြစ်ချင်းရောစัจ java ရင်းမင်းတွေလူနဲ့ပြမာတွေကိုခေါင်းတက်နေမှာဒါကြောင့်မလို့အေကင်ကိုလိပါဗျာအိမ်နဲ့ရောက်သွားတဲ့ခါကျမှအဲ့ဒီအင်းကြီးတတ်တာပြမရောပြမလားတဲ့အဲ့ဒီကိုနေညာပုံနာမှာကျန်တဲ့ပုံနာ9ယောက်တွေသူတို့ရဲ့အတ္တနောကေမိမိတို့အိမ်ကြောက်ပုတ်တာနေသားသမီးတို့ကိုဂိတ်တော်ခေါ်ရွေးတယ်ကြည်စမ်းဟာသားတို့တဲ့ဒီကနေ့သုတ်တော်နာမင်းကြီးနဲ့မေတော်မာယာတို့နန်းတော်မှာမွေးတဲ့ကလေးလေးရဲ့ဖျားဆန်စင်အေကံဖြစ်မှာ